မင်္ဂလာကျွန်တော်ခရစ်စတန်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Q&A လုပ်ဖို့အတွက်ပြောပြသွားမှာဖြစ်ပါတယ် Q&A ဆိုတာဘာလဲအရှိကောက်ကတော့ question and answer ဖြစ်ပါတယ်ဘာလဲဘယ်လိုပြောရလဲဆိုတော့လူကြီးမင်းတို့ကြိုက်တာမယ်အဲ့ဒါကိုကျွန်တော်ရအောင်ဖြေမယ်ပောက်ကြရတော့မမေးနဲ့မဆော့ပြမယ်sheep ဆိုပြီးပြီခလောက်လိုက်ရှာမှာဒီနေ့မဟုတ်ဘူးကပါကွာကြိုက်ပြီသွားပြီဘေးဖဲဟောဘေးဖဲဟောပါကွာစကီရတိတ်မရှိဘူးစကီကိုမရှိတာတကယ်ရှိရင်ဆရာရတရုံမအောင်မပေါ့ပြမယ်ဗျအရှုံးပေးနေကြိုးစားစပြင်မပြီးတော့တူလာဟင်စားကြည့်လိုက်ဟိုးလွန်သွားသေးတယ်ကွာလွန်သွားသေးတယ်နည်းနည်းလေးပဲကြိုးစားကြအောင်ဖြစ်ပြန်ပြီကွာသူဟာမခောက်လွယ်ရတော့လွယ်တယ်ကွာဘယ်လိုလုပ်ကငါငိုချင်းလိုက်တော့ရမင်းကအဲ့လိုမလုပ်နဲ့လေကွာငါငိုချင်းလိုက်ငိုချင်းလာပြီငိုချင်းလာပြီแล้วก็อีเดลาชอนนี่หวังว่าကိုချင်းစားတယ်ကိုမရှိဘူးတော့ဒီကတော့လောက်ပါပဲကြည့်ပေးစုများအားလုံးကျေးဇူးတင်ပါတယ်